ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေကြည့်ရတဲ့ပရိသတ်ကြီးတွေကိုပြန်လည်ကြိုဆိုပါရစေ။ကျမတို့ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ချစ်ဇလန်ကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဇလန်လေးကိုတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နေသွားပေးဖို့နဲ့အသစ်တင်တိုင်းအမြန်ဆုံးသိရဖို့အတွက်ဘေးနားမှာရှိတဲ့ notification လောင်းလေးကိုနှိပ်ခဲ့ပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ကြည့်ရတဲ့ပရိသတ်ကြီးနားဆင်နိုင်ဖို့အတွက်ဇလန်လေးကိုခုပဲစတင်လိုက်ပါပြီနော်။တောက်ပါဖြူပေးတဲ့အခန်းတစ်ခုထဲမှာမေးရောင်တွေကလေလင်းထိန်နေတယ်။အခန်းရဲ့အလေဘိုးမှာအပြိုရောင်တန်ကတင်တစ်လုံးရှိနေတယ်။ဂရင်ကောင်းရဲ့ဖက်မှာစတိစဝေးတစ်ခုမြင်နေရတယ်။ဂရင်ပေါ်မှာလူတယောက်လေးလောင်းနေပြီ။သူမျက်နှာကိုသာဖော်ပြီးတော့တစ်ခုလုံးအဝိဖြူတွေလန်းထားတယ်။တပြန်ပြန်ခတ်နေတဲ့မျက်တောင်တွေနဲ့ဥခေါင်းကိုဟော်ဖက်ဒီဘက်လဲနေတဲ့ဂရင်ပေါ်ကလူဟာအသက်20ဝန်းကျင်လူငယ်တယောက်ဖြစ်တယ်။သူရဲ့မျက်လုံးနဲ့မျက်နှာတွေကထိတ်လန့်ကြောက်ရွံ့မှုအကျဉ်းသားမြင်နေရတယ်။သူရဲ့ခါနဲ့ခြေလက်တွေကိုခိုင်းမာတဲ့တရေကျိုးပြားတွေနဲ့ကရင်မှာတင်းတင်းချီနှောင်ထားတာကြောင့်ဥကောင်းဟတာလှုပ်ရှားလို့ရနိုင်ရှာတယ်။ခဏအကြာမှအခန်းတစ်ခါပွင့်သွားပြီးတော့အစိမ်းရောင်ခွဲစိတ်ခန့်ဝတ်စုံနေနဲ့နှာခေါင်းစီတက်ထားသူလူနူအခန်းထဲကိုရောက်လာတဲ့အခါလူငယ်ရဲ့ထိတ်လန့်မှုတွေကအဆုံးစွန်အထိမြင့်တက်သွားပုံရှာတယ်။မျက်နှာပေါ်မှာလည်းချွေးဆက်တွေကတီးထလာတယ်။ခင်ဗျားတို့ဘာလို့ကြောက်မလို့လဲဗျ။ဝင်လာသူနူကဘာမှပြန်မဖြေပါ။တယောက်ကစတိစပွဲပေါ်ကအဝယ်စားတစ်ခုကိုယူလိုက်ပြီးတော့လူငယ်ရဲ့မျက်နှာချွေးတွေကိုတုပ်ပေးလိုက်တယ်။ခင်ဗျားတို့ကျွန်တော်တကူလုံးလေခဏခဏစီးပြီးပြီလေကျွန်တော်ဘာမှမဖြစ်ဘူးလေအခုဘာလို့ကြိုးချီထားရလဲဗျကျွန်တော်ကိုလွတ်ပေးကြပါလူငယ်ကအတကုံအော်နေပေမဲ့လေဟော်လူနှစ်ယောက်တန်သုံးပြန်မှုတစ်ခုမှထပ်မလာဘူးခဏမျက်နှာကိုတုပ်ပေးသူကပဲစပွဲပေါ်မျက်နှာဖုံးတစ်ခုယူပြီးတော့လူငယ်ရဲ့မျက်နှာကိုအုပ်လိုက်တယ်လူငယ်အကောင်းကိုရှမ်းပြီးတော့ရှောင်းတိန်နေပေမဲ့လေနောက်တစ်ယောက်ကပါသူ့ကောင်းချုပ်ပေးလိုက်တဲ့အခါဘလို့မှမလွတ်နိုင်တော့ပါခဏအတွင်းမှာပဲမျက်နှာဖုံးအောင်ပါဘလုံးမတွေ့အော်ဟင်းနေတန်ကပျောက်ကွယ်သွားတယ်အသက်ကိုမမှန်ရှူရင်လူငယ်ညင်သက်သွားချိန်မှာမျက်နှာဖြုံကိုပြန်ဖေးလိုက်ပြီးတဲ့နောက်အုပ်ထားတဲ့အဝတ်ကိုလက်မောင်းပေါ်အောင်ဖေးလိုက်တယ်။တယောက်ကကတင်ပေါင်းမှာတိုင်တစ်ခုကိုချိတ်လိုက်တယ်။နောက်တစ်ယောက်ကစပွဲပေါ်ကပလင်းတစ်လုံးကိုတိုင်မှာချိတ်လိုက်တယ်။သူတို့ရဲ့လုပ်ရက်တွေကသေးတမ်းမြန်ဆန်လွန်းတယ်။ပလင်းနဲ့ချိတ်ထားတဲ့အက်ကိုလူငယ်ရဲ့လက်ပြန်သွေးကြောအတင်းကိုကျွမ်းကျင်စွာထိုးသွင်းပြီးတဲ့နောက်တယောက်ကလမ်းပေးတဲ့ပလတ်စတာနဲ့ကတ်လိုက်တယ်။အဲဒီအချိန်မှာနောက်တစ်ယောက်ကဆေးတွင်းပိုင်းမှာရေလုံးတွေကိုချင်းညှိလိုက်တယ်။သူတို့ကအဲ့ဒီလုပ်ငန်းတွေနဲ့အသားစားနေသူများဖြစ်ကြောင်းအထင်ရှားပါတယ်။ပြုတ်ပွေကိစ္စတွေပြီးဆုံးသွားပုံရှာတဲ့အခါတယောက်ကနှာခေါင်းစည်းကိုအောက်ကိုလျှော့ချပြီးတော့အခန်းသားအပေါ်ဖန်သားပါရှိတဲ့ CCTV ကင်မရာတစ်လုံးဘက်ကိုလှည့်ပြီးတော့ဒီဘက်မှာအလုံးအစင်သင်းဖြစ်နေပါပြီ။ဆိုပြီးပြောရင်လည်းလက်မကုံမြင်သာအောင်ထောက်ပြလိုက်တယ်။လက်ကလေးကနေကွေးလိုက်တာနဲ့စက်ကူပုံးကြီးတစ်ပုံးရှိမှချပြီးရက်နေကြတဲ့အဝါရောင်ယူနီဖောင်းဝတ်ကောင်းလေးတယောက်နဲ့ကောင်းမလေးတယောက်ကိုလမ်းမြင်လိုက်ရတာကြောင့် KT စိတ်သက်သာရရှသွားတာ။ကြေးရတာသူတို့ရောက်ခါစားပဲရှိသေးပုံရှာတယ်။တစ်ချိန်တည်းမှာပဲရင်ထဲမှာထိတ်ခနဲ့လေးဖြစ်သွားတယ်။ကောင်းလေးနဲ့ကောင်မလေးက KT မောင်ဝမ်းကွေးညီမဝမ်းကွေးတွေနဲ့ရွှေသူလောက်ရှိလိမ့်မယ်လို့တတိထားမိလိုက်တော့မျက်နှာနည်းနည်းပူကျင်လာတယ်။မာလိုက်တာမပြီလားလို့တွေးလိုက်မိပါတယ်။ဒါမဲ့မာပြီးသားငွေချေးပြီးသား KT အခန်းမှာလေးရောက်နေပြီဆိုတော့ခုချိန်မှာတော့နောက်ဆုံးလို့မဖြစ်နိုင်တော့ပါ။အဲ့ဒီကမမနီအပြောကောင်းတာလေးဖြစ်နိုင်ပါတယ်။ KT ဘီယာတောက်တာနည်းနည်းများသွားတာလေးဖြစ်နိုင်ပါတယ်။ဒါမဲ့မမနီပေးတဲ့နံပါတ်ကိုချက်ချင်းဖုန်းခေါ်မိတာမဆိုင်မတော်ငွေလေးလိုက်မိတာကမူးရာထက်တော့ပိုသွားမယ်လို့ထင်မိတယ်။ရောက်တာကြပြီလား။တိုးလေပြေးလာတာလမ်းပိတ်နေလို့မက်ကီတီနော်ဟုတ်ပါတယ်။သမီးတို့ဖြတ်ပန်းကိုကြည့်လို့ရမလား။အမစီကိုလမ်းပို့ထားတာလေ။အော်အေးငြိမ်သက်စွာရက်နေတဲ့ကောင်လေးကိုမျက်လုံးချင်းမစုံမအောင်တတိထားရင် KT ကဖုန်းကိုဖွင့်ပြီးတော့ကုမ္ပဏီကပြန်ပို့ထားတဲ့ message ကိုပြလိုက်တယ်။ဟုတ်ကဲ့ရပါပြီအမ။တခါတည်းစီပေးရမယ်မဟုတ်လား။ဖမထားမှလေ။အခန်းတစ်ခါကိုကပြဖွင့်ပြီးတော့ကတင်ပေးမှာမတဲ့တုန်းကရှင်းထားတဲ့နေရာကိုပြလိုက်တယ်။သူတို့နေရာစက်ကူပုံမှားပြီးတော့ KT နောက်ကနေလိုက်လာကြတယ်။ရမလားဒီနေရာ။တပေခွေးကျင်ရပါတယ်အမ။ရောက်ကြရနှုတ်ဆက်နေတဲ့ကောင်လေးကဝင်ပြေတယ်။ KT မလုံးမလေးနဲ့ခိုးကြည့်ပြီးတော့ကောင်လေးမူရအေးအေးဆေးဆေးပဲရှိတယ်။သူမျက်နှာပေါ်မှာလောင်ပြောင်တရော်လိုတဲ့အရေးအယောင်စူးစမ်းတဲ့အရေးငွေတွေမတွေ့ရပါ။လိမ့်စားတူကကြုံနေရတာဆိုတော့ရိုးနေတာတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကြောက်ပွဲအိတ်တွေကခောက်ထားတဲ့ချောင်းကိုထုတ်ပြီးတော့ကောင်လေးကပုံကိုဖောက်တယ်။အခန်းကြီးလေးထဲမှာလူတုံးရစက်ကူပုံတစ်ပုံနဲ့ပြည့်သွားတယ်။ကောင်မလေးက KT ဘက်ကိုလှည့်ကြည့်။အမအခန်းကအနီတော့ပဲတလားဘလောက်ပေးရတာလဲအမ။6သိန်းညီမလေး။တို့နေရတာကတော့9သိန်းခွေးပေးရတယ်။ဒီထက်တော့နည်းနည်းကြေတယ်။ဒါမဲ့သမီးကညီမလေးနဲ့နှစ်ယောက်နေရလေ။မစိုးပါဘူးတယောက်ကို3သိန်းကျော်လောက်ပဲကြတာပေါ့ရန်ကုန်ကခိုးအိမ်လို့အခန်းချင်းလေးတွေထဲမှာနေကြသူချင်းဒီလိုပဲပြောတတ်ကြပါတယ်ကေတီကလေမျက်နှာပို့တယ်လို့စိတ်ကျဉ်ကျက်တယ်လို့ခန်းစားချက်နေနေလျှော့သွားတယ်တစ်ဖက်မှာလေလူတကာဝေးနေတဲ့ပစ္စည်းတစ်ခုအတွက်စိတ်ထဲမှာဒီလောက်မထားတင်ဘူးလို့ကိုယ့်ကိုယ်ကိုဖြစ်သိမ်းရတယ်ပစ္စည်းအစိမ်းပိုင်းတွေကလေဆင်ရတာလွယ်ကူပုံရှိတယ်
ကောင်လေးကလေလုံနေကြကြွကြင်နေပုံရှာတယ်ခဏလေးနဲ့ပဲပုံပေါ်လာတယ်မျက်နှာပူတာနဲ့ရော့သွားတဲ့ကေတီကထမင်းစားစပွဲပေးကတလုံးတဲတော့ပလက်စတစ်ကလထိုင်လေးကိုကောင်မလေးကိုချပေးပြီးတော့သူကလေကရင်စုံမှဝင်ထိုင်လိုက်တယ်ရတယ်အမပြီးတော့မယ်မထိုင်တော့ပါဘူးကောင်မလေးပြောတာဟုတ်ပါတယ်အိမ်တွင်းမှာလေ့ကျင့်ခန်းလုပ်တဲ့ BTB ထဲပါတဲ့စပိန်လေးကိုအင်ကာဆုံးစွာပြန်လာရပြီဖြစ်တယ်လက်ကင်တစ်ခုစား display ဘုတ်ပြထပ်လိုက်ပြီးတော့ကောင်လေးကထားချက်ပြီးတော့သူကရိယာတွေအိတ်ထဲကပြန်ထည့်လိုက်တယ်အမသုံးဖူးလားပြန်ပြေးလိုက်တဲ့ကေတီအတန်ဟာ6ကက်အကွေ့နေတယ်ကဲပြီးရင်လေညီအပြင်ထွက်တော့အောက်ကပဲစောင်းချင်ဆောင်မျက်နှာတီတီနဲ့ကောင်မလေးကပြောလိုက်တော့ကောင်လေးကတစ်ချက်ပြုံးပြီးတော့သူအိတ်လေးကိုဆက်ကပြန်ထွက်သွားတယ်ကေတီကိုနှုတ်ဆက်ပြုံးလို့ယူဆနိုင်ပေမဲ့ငကိုရီကစိတ်မလုံတဲ့ကေတီမျက်နှာလေးပူရှိန်သွားရတယ်ကောင်လေးအပြင်ရောက်တော့မှကောင်မလေးကတကားကိုသွားပိတ်လိုက်ပြီးတော့စပိန်လေးကိုဝင်ထုတ်လာတယ်ကေတီကလည်းတည်တည်ချာချာမြင်အောင်ကတင်အလီပိုင်းလောက်ကိုတိုးထိုင်လိုက်တယ်စပိန်ဆိုပေမဲ့လက်ကင်အောက်ကဘီတဘီတာရှိပြီးတော့ထောက်လို့အပြားကြီးတစ်ခုဖြစ်မယိုင်လဲအောင်အောက်ကထိန်းထားတယ်ကောင်မလေးကထိုင်ခုံအောက်ကအန်လေးတစ်ခုကိုဖွင့်ပြီးတော့ဘလက်ကျိုးတစ်ချောင်းထုတ်ပြတယ်စောင်းထဲမှာလည်းလက်ညွန်ပါပါတယ်အမဒါအားသိမ့်ဖို့ပါပုံမှန်နင်းပေးရင်တော့သူ့ဟာသူဘက်ထရီကချာကျင်ဝင်နေပြီတက်တက်အားသိမ့်စရာမလိုပါဘူးအမလားနဲ့ချီပြီးပြစ်ထားမိရဲဆိုရင်တော့မစိခင်တနာရီ2နာရီလောက်ကြိုအားတွင်းထားလိုက်ရင် display ကအလုပ်လုပ်ပါတယ်ပုံတွေက plastic အိမ်နဲ့ထုတ်ထားတဲ့ manual စာအုပ်နဲ့စာရွက်တွေကိုကရင်ပေါ်ချပေးရင်ကောင်မလေးကပြောတယ်သူ့လေတန်စောစောကအလာပါတာလာပါပြောတော့လို့မဟုတ်ပဲစာရွက်တယ်လို့ဖြစ်သွားတာကိုကေတီတတိပြုမိတယ်ဒါကပါဝါခလုတ်ပါလက်ကင်တစ်ခုစားတပေလောက်ကျင်မဲ့မန်ပြင်အောင်သားကိုနှိပ်ပြရင်ပြောတယ်ကုမ္ပဏီအမေနဲ့တခြားစာတန်းတွေပေါ်လာတယ်ခဏကြာတော့ဘာသာစကားရွေးပေါ်လာတယ်မြန်မာအင်္ဂလိပ်တရုတ်သုံးမျိုးရပါတယ်အမဟာဘာထားချင်လဲအင်္ဂလိပ်အမနာမည်က KA1 EHI လို့ပေါင်းတာလားဟုတ်တယ်ကေတီရင်ငတ်တယ်လို့အာခေါင်လေးချောင်းနေတယ်ရင်တွေကလေတတိုင်းတိုင်းခုန်နေတယ်ကောင်မလေးကတော့ကေတီဖက်ကိုလဲတောင်မကြည့်ပဲသူလုံးစရာရှိတာလုပ်နေရပြီအမဒီဖက်လက်ကင်ခဏကင်ထားပါကရင်နဲ့စပင်ကြားတွေကိုကတ်တက်တိုးဝင်ပြီးတော့ဘေဖက်ကလက်ကင်ကိုခက်တင်ဆုပ်လိုက်တယ်စိတ်ထဲမှာရှောင်နေတယ်လို့ထင်မိအောင်ကြောင့်ပြန်လွတ်ပြီးတော့လက်ကိုတင်ပနဲ့ပွတ်တိုက်ရသေးတယ်မျက်နှာမှာလေးချွေးတွေပြန်မှန်းကေတီသိနေတယ်ဟုတ်ပြီပြန်လွတ်လို့ရပြီအမလက်ပွေကိုမတ်ထားလိုက်ပြီဆိုတော့အမတယောက်ပဲ fashion တွေအကုန်သုံးလို့ရမယ်တခြားလူတက်ထိုင်နေနေုံတက်ပဲရမယ်ဒီမှာချင်းအမဒါက memory 900 GB ပါတယ် memory GB ထပ်ဆိုင်လေးရတယ်ကောင်မလေးကမှန်ပြင်ပေးကအန်လေးတစ်ခုကိုတွန်းဖွင့်ပြီးတော့အဆိုင်ရမယ့်နေရာကိုပြတယ်လောလောဆယ်တော့ကုမ္ပဏီကတခါတည်းထည့်ပေးလိုက်တဲ့ရုပ်ရှင်တွေတခြင်းတွေပါတယ်အမမကြိုက်လေဖြက်ပြစ်လို့ထည့်လို့ရတယ်ဒီတော့မှကြည့်လိုက်အမသူပြတဲ့ညာဘက်အောင်းနောက်ကေတီကြည့်မိရင် remove နဲ့ pleasure ဆိုပြီးရှိတယ် normal နဲ့ pleasure ဆိုပြီးရှိတယ် normal ကတော့ disfull ပဲအမ power on နဲ့ remove မှာရှိမယ်အမကျင်နေကိုစားနေတာနဲ့ speed ရယ် distance ရယ်တက်လာလိမ့်မယ်ဒီဘက်က pleasure ကောင်မလေးကခဏရှက်ပြီးတော့စက်ကူမုန်းထက်နောက်ထပ်ပူးတူပူကိုထုတ်လိုက်တယ်ကေတီရှေ့ဖြားလက်ဖြားတွေအေးလာတယ်pleasure ကိုရွှေ့လိုက်ရင်ထိုင်ခုံအောက်ငုတ်ကလေးတစ်ခုထွက်လာမယ်သူပြောသလိုပဲထိုင်ခုံရှေ့ပိုင်းငုတ်တစ်ခုအပေါ်ထုတ်ထွက်လာတယ်ကောင်မလေးကစက်ကူဝုံအပြင်ကနေပတ်ထားတဲ့ plastic တွေကိုလက်သိမ်းနဲ့ထုတ်ခွာရင်အနေအမြင့်အသက်အကျမရှိတဲ့စာရွက်တလူအတန်မျိုးနဲ့ section ပြတယ်အထိတ်မှာလေးလက်မစားပြီးငါ6ခွန်ရှေ့ချောင်းပါပါတယ်ရှင်အဲ့ဒါဒီလိုဘူးတရားထွက်လာတဲ့ပန်းရောင်အချောင်းကြီးကိုကေတီပါဇက်အဟောင်းသားတဲ့အကြောင်းကြီးနေပြီးတယ်ကောင်မလေးကတော့ဘာမှမထူးခြားသလိုပဲအဲ့ဒါကြီးကိုစောစောကငုတ်ထိတ်မှာဆွတ်ပြီးတော့ထိလိုက်ရထက်ခနဲ့အတန်မြင်လာတယ်အတန်မြင်မှသူကအန်ကြတယ်အတန်မကြရရင်တော့ပြန်ဖြုတ်ပြီးတော့ပြန်တက်ပါကျေသုံးရင်လေဒီဘူးထဲမှာပါပါတယ်ကုံသွားရင်လေအပြင်မှာဝယ်လို့ရပါတယ်သမီးတို့စိတ်ရောမိုင်းလေနဘူးအထက်ဆိုပို့ပေးပါတယ်ပြန်ဖြုတ်ရင်လေခုနနဲ့ပြောင်းပြန်လှည့်လိုက်ရင်ပြုတ်ထွက်သွားပါလိမ့်မယ်ပြီးရင် remote ကိုပြန်ရွှေ့လိုက်ဒါကပြန်ဝင်သွားပါမယ်ရှင်ဟုတ်လေသုံးတော့အမတက်ထိုင်ပြီးနီးလိုက်ရှုံပဲလေအမနေတဲ့အချိန်ကိုလိုက်ပြီးတော့သူကလှုပ်မှာပါအော်မေ့နေလို့ကောင်မလေးကနောက်ထပ်ဘူးသေးတစ်ခုဆွဲထုတ်ပြီးတော့ဖွင့်လိုက်ပြန်တယ်အထက်ကနှစ်ကျက်တစ်ခုထွက်လာတယ်နောက်ပြီးတော့ကျိုးရှည်ရှည်နဲ့တွေ့ထားတဲ့အမေးရောင်လေးစုပ်ခွက်သေးသေးနှစ်ခုဒီဘက်ကအစိမ်းရောင်အပေါင်းသားနှစ်ကျက်အတွက်ပါတချင်းနောက်ထောင်ဖို့ရုပ်ရှင်ကြည့်ဖို့သုံးလို့ရပါတယ်အပြာရောင်ကစုပ်ခွက်အတွက်ပါရှင်စုပ်ခွက်ကအတွင်းဘက်ကိုဂျင်းနေနေပွက်ပြီးတော့သုံးရင်ပိုကောင်းပါတယ်ရွှေရင်အစုံမှာတက်ပြီးတော့အဖိုးလေးကိုညှစ်လိုက်လေသူ့အလိုလိုစုပ်သွားပါလိမ့်မယ်ရှင်မသုံးရင်လည်းရမယ်ဒါတက်ထိုင်အချင်းတွေကိုမော်နီတာလုပ်နိုင်တာကြောင့်ထပ်ဖြစ်အောင်တက်ဖို့တော့ကုမ္ပဏီကအကြံပြုထားပါတယ်မသိချင်တာများရှိသေးလားမရှိတော့ပါဘူးလိုအပ်ရင်မမနေစီဖုန်းဆက်မိလို့ရနိုင်ပါတယ်ဒါဆိုသမီးကိုခွင့်ပြုပါအောင်ရှင်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီပုံခွန်သမီးကိုတော့ပြင်အမိုက်ပုံးတွေထည့်ပေးရမလားကေတီကောင်းချင်းပြလိုက်တော့ကောင်းမလေးကပုံခွက်ကြီးကိုချင်းနှင်းပြီးတော့ပြကတ်တော့အောင်ခောက်ယူပြီးအခန်းထဲကထွက်သွားတယ်သူ့ကိုတကားအဖွင့်အပိတ်လိုက်လုပ်ပေးတဲ့အချိန်မှာကေတီခြေတွေလက်တွေတုံးနေတယ်တကားဝါကနေကရင်စီကိုရှောက်လိုက်ရင်ဒူးတွေချောင်းတယ်လို့ဖြစ်နေတာကိုခံစားရတယ်
အထူးသဖြင့်ကိုအောက်ပိုင်းတနေရာခန်းစားချက်တစ်ခုကကေတီစီကိုဒုက္ခပေးနေတယ်။ခုနအကောင်မလေးရှိမှခက်တဲ့တင်းနဲ့ဟန်လုံနေရပေမဲ့ဒါကကေတီမကြုံဘူးသေးတဲ့အကြောင်းတစ်ခုဖြစ်နေပါတယ်။အရွယ်ရောက်စားကြရကေတီကိုရန်ဖန်ရန်ကဒုက္ခပေးတဲ့ခန်းစားချက်တစ်ခုကအခုချိန်မှာအပြင်းထန်ဆုံးအချိန်ဖြစ်ထုံးနေနေတယ်။တလိုက်လိုက်မောနေတဲ့ရှင်ကိုလက်နဲ့အတာပေးရင်အိယာပေါ်ကေတီအယုတ်ကျပြက်လေးကျသွားတယ်။အဲ့ဒါငါရှိတာငါဆက်စော့တာရှာရှိမိတာအမလီရှက်လိုက်တာဒီကလေးတွေနောက်တစ်ခါလမ်းမှာတွေ့ရင်တော့ဒုက္ခပဲ။မွေးရကိုလက်သီးဆုံးနဲ့အဆက်မပြတ်ထူရင်ကေတီတူတူပြောနေမိတယ်။အမှန်တမ်းပြောရင်ဂျိုးကြောက်ကိုလက်နဲ့စိတ်ကိုထိန်းနေမိခြင်းဖြစ်တယ်။ငိုလဲငိုခြင်းတို့ဖြစ်လာတယ်။ကိုယ့်ဟာကိုလက်နဲ့လေအဆင်ပြေနေတာငါနဲ့နော်။အဲ့ဒီကဘီယာနည်းနည်းများသွားတော့မမိရဲ့။ရုံသမားဆိုတော့အထိုင်များလို့လေ့ကျင့်ခန်းလေးပါလေးလှုပ်ချင်တာကြောင့်မမနီကိုပြောမိတာလေရိုးရိုးသားသားပဲဖြစ်တယ်။ဒါပေမဲ့ဒီဆက်ကိုဝေဖို့မမနီကတိုက်တွန်းတော့ပြင်းပြင်းထန်ထန်မငြင်းမိခဲ့တာတော့အခုထိကိုနားမလည်သေးပါ။မမနီသွေးတိုးပေးတဲ့အတိုင်းဖုန်းထိပ်မှာချက်ချင်းလိုက်ရှာပြီးတော့ငွေချေလဲမိတာလေတတင်ကမိုင်းမဲမှုတတ်လို့ထင်ပါတယ်။နောက်နေ့တွေမှာဒီအကြောင်းကိုတွေးမိတိုင်းရှင်ဖို့ဖြစ်ရပေမဲ့အခုလောက်ကြည့်တော့စိတ်မလုံရှားခဲ့မိပါ။မနေ့ပြန်ချိုင်မမနီကတခြားသူတွေကြောင်းမှာအကျိုးအကြောင်းမေးလာလိမ့်မလားလို့အတွေးဝင်လာတော့ကေတင်ကခနဲ့ထားတိုင်ပြီးတော့ဖုန်းကိုလမ်းယူပြီးရောက်လာပြီလားကေတီမမနီဖုန်းကင်လိုက်တာနဲ့တန်းမိတယ်။ဟုတ်တယ်မမလေးလေးတွေ့ကေတီအဖြစ်စကားမမနီကတမျိုးထင်သွားပါတယ်။အတန်ကတော့လောလောလဲစမ်းတက်ထားတဲ့အတန်မျိုးပဲစင်ပြေတယ်မဟုတ်လားမဟုတ်ပါဘူးခုမှရောက်ပြီးစင်လို့ပြီးတာဘယ်လိုစမ်းတက်အောင်ပါလဲစမ်းလည်းမစမ်းရပါဘူးဒီတိုင်းတက်နေဖို့တော့စိတ်မကူရဘူးဖြစ်နေတယ်ဟောဘက်ကနေမမနီရေးနေတာကိုကေတီကြားရတယ်ဘာမှကြောက်စရာမလိုဘူးအသေးဆုံးကနေစားပြီးတော့စမ်းကြည့်လိုက်စင်ပြေသွားလိမ့်မယ်အချိန်များသွားရင်လေသူကသတိပေးလိမ့်မယ်တို့လေစစချင်းတော့ကြောက်တာပဲဒါမဲ့ခဏလေးပါပဲချက်ချင်းအဆင်ပြေသွားလိမ့်မယ်နောက်တော့အားရနဲ့တက်ထိုင်ပြီးယောက်ျားရပေးရတော့တခါတလေတန်းနေမိသေးတယ်ဆက်တာလုံးညီမလေးမမနီဖုန်းချသွားတာကြောင့်ကေတီဘာမှပြန်မပြောလိုက်ရဟော်တယ်ကလို့ပြရမှုနေတော့မမနီနဲ့ဒီအကြောင်းတွေကိုတခုခုတော့အခြေတင်ပြောနေလိမ့်မယ်ထင်တယ်အခုတော့ဘာတွေပြောရမလဲဆိုတာကိုတော့ကေတီမသိပါမမနီကမြောက်ပြီးတော့ကေတီဘက်ကပြက်ပြက်တသားမငင်းဆန်နိုင်ခဲ့ပါတခါတလေပေါ်လာတဲ့စိတ်ဆန္ဒတွေကိုကျွန်းအုပ်ရတာဘယ်လောက်ခက်ကြောင်းမသေးစရာသိနေရကြောင်းဖြစ်မယ်ထင်တယ်အမှန်တိုင်းပြောရရင်မမနီကိုယ်တိုင်တော့မသိပေမဲ့မမနီစီကကေတီတိတ်တခုတင်ယူခင်းမိရတယ်အများကြီးရှိတယ်။အသွေးသားကြောင့်ဖြစ်ရတဲ့စိတ်ဆန္ဒကိုဘလို့အပ်ပဲတရားလွန်ထင်းချုပ်ခြင်းကမကောင်းဆိုတဲ့အတွေ့ကိုမမနီကြောင့်ကေတီသိခဲ့ရတယ်။တချို့ပြိုရည်ကောက်ကွန်ကြတဲ့အထိတ်မှာအဲ့ဒါကြောင့်အများကြီးပါတယ်။တချို့ကမတရားထိန်လွန်တယ်။အဲ့ဒီစိတ်ကိုဖင်းလို့ရင်ထိမ့်မနိုင်သိမ့်မရနှစ်သူကြိုပြန်ဖြစ်ခြင်းဖြစ်မဖြစ်ရင်ကောက်ရောလိုချင်လုံးအဆုံးရောက်ပြီးကောက်တာတွေလည်းရှိတာပေါ့လေ။အဲ့ဒါကိုလူတွေကလင်တာရိုးဆိုပြီးအကောင်သိမ်းဆုံးထင်နေကြတာ။အမှန်ကမထူးဒါမဲ့သဘောကိုလက်ခံတသက်လုံးအပြိုကြီးလုပ်မဲ့အမေပေးတဲ့လေကွက်အကြောင်းပြဿနာဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့မမနီကကေတီတို့ကိုပို့ချခဲ့တယ်။အဲ့ဒါကြောင့်သဘောတက်ကိုလက်ခံဖို့ကေတီဆုံးဖြတ်ခဲ့တယ်။အရင်ကအမတ်သမီးလူကိုညာရင်လည်းမထီဆော့ရင်အပန်းဖြေခဲ့ဖို့ပဲမဲ့မမနီနဲ့ပေါင်းမိပြီးတဲ့နောက်မှာစိတ်ရှင်နဲ့အချိန်ယူလှုပ်သက်လာတယ်။အိမ်ထောင်တယောက်ဖြစ်တဲ့မမနီကပွင့်လင်းတယ်။ကေတီတို့လိုအငယ်တွေကိုသူ့ရဲ့အတွေ့အကြုံခံစားမှုတွေအကြောင်းပွင့်ရှင်းပြောပြတတ်တယ်။တချို့မိန်းကလေးတွေကမမနီကိုသူတို့ကိစ္စတွေပြောဆိုအကြံတောင်းကြတာဘေးကနေနားထောင်ရင်ကေတီကနေအဆင့်တွေတက်လာရတယ်။အခုဆိုရင်တပတ်ကုန်အနေစဉ်2ကြိမ်လောက်တော့အိယာပေါ်မှာဒါမှမဟုတ်ရေချိုးခန်းမှာစိတ်လွတ်ကိုလည်းကြနာဖြေမိတဲ့အချိန်တွေကိုကေတီရှောက်လာတယ်။လောက်ဖို့ခိုင်ပဲအချို့တငယ်ချင်းအချို့ကအတုတွေနဲ့သုံးကြအကြောင်းရေးမိသိရှိပေမဲ့အဲ့လောက်ထိတော့ကေတီအစင်မတက်ရေးသေးပါ။ဒါမဲ့အခုတော့စိတ်လိုက်မှန်ပါမခဲ့မိတဲ့ဇက်တလုံးကအိယာဘေးမှာရောက်နေပြီဖြစ်တယ်။ကေတီဒီယန်နဲ့အိယာနဲ့ကျုံထားလိုက်ပြီးတော့အသက်ကိုပြင်းပြတစ်ချက်ရှူလိုက်ပြီးတက်ကိုပါဖိလိုက်တယ်။အဲ့နောက်တောင်းရလာတဲ့လက်တွေနဲ့ကောင်းမလေးပြထားတဲ့အတိုင်းလက်ကိုကျဉ်းဆူနေတဲ့လက်တွေနဲ့တင်းတင်းခိုင်လိုက်ချိန်မှာလမ်းပြင်မှာ welcome back eating ဆိုတဲ့စာသားပေါ်လာတယ်။အလန့်လက်ကြားနဲ့လက်ကိုပြန်လွှတ်လိုက်ပြီးတော့ကေတီတွေ့လေးရှက်နေမိတယ်။မျက်စိကိုမိတ်ပြီးတော့ခြေတုံချတုံဖြစ်ရင်ချက်ချင်းအဆင်ပြေသွားမှာပါ။ဆိုရဲမမနေစကားကိုပြန်ချရောက်မိတဲ့အခါလက်ကအလိုလိုအင်ကြီးစစ်စီကိုရောက်သွားတယ်။ဘာမှမတွေးတော့စိတ်မရှိသလိုစောင်းအင်းပြောလိုက်ရင်စိတ်ကိုဆက်ပြောလိုက်တယ်။အဲ့နောက်ခုနကောင်မလေးကအချောင်းကားချောင်းပါတဲ့ဆိုရဲဘူးကတော့ကမြောက်ဖွင့်မိရဲ့လက်တုံတွေကအချောင်းအလုံးအိယာပေါ်ပြုတ်ကျကုန်တယ်အစင်လိုက်စီထားလေပြတ်သွားပြီးတော့အိယာပေါ်မှာပြန်ချစီအသေးဆုံးကိုရွေ့လိုက်တယ်မန်ပြင်ပေါ်ကပလက်ရှာကိုဖိလိုက်တော့နောက်ကောင်မှငုတ်တုတ်ကလေးထွက်လာတယ်ကျွေးဆက်တင်နဲ့ခြေချော်နေရကြောင်းဟောကောင်မလေးပြောသလိုချက်ခနဲ့အတန်မြည်ပြီးအန်စားသွားအောင်3လေးတင်ကျိုးစားလိုက်ရတယ်ပြီးမှတပံရေးဆေးဖို့စိတ်ကူရအောင်ကပြပြန်ဖြုတ်ပြီးတော့ရေပြေးစေးရတယ်ရေလုံးဝ6တောင်တီရှူနဲ့တေးသေးချာ300ပြန်တယ်ကိုကိုရဟာနဲ့တပုံစံထဲတူအောင်လှုပ်ထားတဲ့အရာကိုပေးနေကိုင်းတွေကရေစေးရ300လုံးနေရင်ကေတီရင်တွေတဝုံခုန်နေတယ်လက်ချောင်းတွေကလေ6ခွေအခွေလာတယ်လို့ခန်းစားရတယ်ဘာမှမသိတဲ့သစုံတရားကိုအပါငန်းလိုချင်စိတ်တွေဖြစ်နေတယ်
အဲ့ဒီအရာကိုနေရာတခြားထပ်ပြီးတော့လွယ်လွယ်မေမေကျေမြမြတုတ်လိုက်တယ်အဲ့ဒီနောက်ကောင်မလေးပြောတဲ့အတိုင်းရွှေရင်အစုံမှာခွက်တွေတက်လိုက်ပြီးတော့ထည့်လိုက်တယ်ကေတီကောင်ထဲမှာမှုနေတယ်ရွှေရင်အစုံကလေတင်းတင်းကြပ်ကြပ်ခံစားမှုကပြန့်နှံ့နေတယ်လို့ဖြစ်တယ်ဇက်ပေါ်ကိုတက်လိုက်တော့ဒူးတွေတုံနေတယ်ဘာမှလည်းမလုပ်ရသေးပဲနဲ့လက်လိုက်ပြီးတော့မောင်းနေတယ်အကျေးဆုံးအရွယ်စားအနေနဲ့လက်ကလေးလောက်သာဝင်ဖူးတာကြောင့်ရုတ်တရက်စိတ်မှမရှိပါအသေးဆုံးဆိုပေမဲ့ကေတီလက်ကလေးထက်တော့ဒီအားကြီးအများစွာကြီးနေပါတယ်မရေရွေပါပဲနဲ့လက်တွေကအတွင်းကိုရောက်သွားတော့မကြုံဘူးလောက်အောင်ရွှေရွှေစုံတွေကကိုဆန်းလိုက်မိတယ်ခါတိုင်းဆိုလက်နဲ့တော်တော်ကြာအောင်လုပ်ပြီးမှရောက်လာရမယ့်အနေအထားမျိုးဖြစ်တယ်တက်ပြင်းကြီးတကူလေးလေးပင်ပင်ချလိုက်ပြီးတော့အသက်ကိုအောင်းပြီးတော့ပြစ်ထားလိုက်ပြီးကေတီဖိထိုင်ထားလိုက်တယ်ကေတီရဲ့ပေါင်းတော်ကစူပါအစင်ရောက်အောင်ဆူရွှဲနေတဲ့အပြင်ခြေတွေကလည်းတော်တော်များများလိမ့်ထားလို့ထင်သလောက်တော့မနာပါဒါမဲ့တင်းကျပ်တဲ့ခံစားမှုတစ်ခုကဝမ်ဘက်ကနေရင်ခေါင်းအထိဒူးအထိရောက်သွားတယ်ကေတီဒူးတွေတဆက်ဆက်တုံလာတယ်ကေတီတကားမှမကြောက်ဘူးတဲ့အတန်တစ်ခုကရင်ခေါင်းဝါကနေခြောက်ကနေနေတဲ့လေချောင်းကိုဖြတ်တန်းထွက်ကြလာတယ်ထိုင်ခုံနဲ့ထိတဲ့အချိန်မှာကေတီရဲ့လက်တွေတဆက်ဆက်တုံနေတယ်ကေတီဖြစ်နေတဲ့ဝေဒနာနဲ့ရင်တွေကခံစားမှုတကားမှမကြုံဘူးမတွေ့ဘူးတာအမှန်ပဲဖြစ်တယ်ခံစားရခဲ့တဲ့ဝေဒနာနဲ့ရှောင်းနိုင်ရင်စက်ပုံကနေပြန်ဆင်းဖို့ကေတီမတွေးမိတော့မှအန်ကိုတင်းတင်းကြေးလိုက်ရင်ချင်းနှင်းဖက်နှက်ကိုနင်းချလိုက်မိတယ်အတွင်းသားနုနုတွေကိုပို့တိုက်ပြီးတော့အဲ့ဒီအရာကြီးပြန်ထွက်သွားတဲ့အခါကေတီရင်ထဲမှာတလက်လက်ဖြစ်သွားတယ်ချင်းနှင်းတပတ်လှည့်ပြီးတော့အဲ့ဒီအရာကိုပြန်တက်လာချိန်မှာတနေ့နေ့ခံစားမှုတစ်ခုကြောင့်ကေတီအတန်ထွက်လိုက်မိတယ်အားဆိုင်ပြီးတော့တပတ်ချင်းတဖြည်းဖြည်းချင်းနဲ့ကေတီငိုချင်လာတယ်မျက်ရည်မကျပင်ပဲရှိုက်မိတယ်အော်မိတယ်တဖြည်းဖြည်းနဲ့မြန်မြန်လေးနေမိတာကိုလည်းတတိမမှုမိတော့ပါအခန်းချင်းလေးထင်မှာကေတီရဲ့အတန်ဟာတစားထက်တစားပိုဆူလာတယ်လက်ကင်ကိုကေတီတင်းတင်းဆုပ်ထားတယ်အဲ့ဒီအရာနဲ့တက်လာချိန်အတွင်းမှာလူပါအပေါက်ကိုမြောက်တတ်မတော့သူမထိုင်ကုန်နဲ့ထိပြီးတော့ပြက်ကတ်သွားတဲ့အထိအပေါ်ကနေဖိထားမိတယ်ကေတီအရန်မောလာပါတယ်ဒါမဲ့နင်းနေတာကိုရက်ဖို့ကောင်းထိကိုမရောက်တော့ပါချင်းတင်းကိုတပတ်ပတ်လေးအောင်စက္ကန့်နင်းဖို့ပဲတည်တယ်အတွေးသားတွေကနားလာတယ်ဒါမဲ့မခံမရနိုင်တော့အောင်နာကျင်ရှင်းမြမဟုတ်ပါနေခနဲ့ခံစားမှုကကေတီတကူလုံးတဆက်ဆက်တုံစေပါတယ်လေပေါ်လိုင်းတစ်ခုစီးနေရတယ်လို့ကေတီစိတ်ကနေလိုက်မြင်လိုက်ဒရဆန်းနဲ့လေနေတယ်ဘလို့မှမသိတဲ့ခံစားမှုကသွေးကြောအတိုင်းတကူလုံးကိုပြန်ပြန်စီးဆင်းနေတယ်လို့ထင်ရတယ်အသက်ကိုပင်ပန်းကြည့်စွာယူရင်အဲ့ဒီခံစားမှုနောက်ကိုလိုက်နေမိတယ်အဲ့ဒီရာကိုအမေရဖမ်းလိုက်နိုင်ရင်ကေတီအတွက်တခုခုရောက်တော့မလို့အတီးမျိုးနဲ့လိုက်ဖမ်းမိတယ်ရွှေရင်အဆောင်ကတင်းကျပ်မှုကလေကေတီကိုမွေးသိမ်မှုတစ်ခုပေးနေတယ်ပါဇက်ကဘာသာနဲ့ထွက်ပြီးဘာတွေပြောနေမှန်းလဲကေတီမသိတော့ပါအဲ့နောက်လိုက်ခနဲ့ခံစားမှုတစ်ခုတကူလုံးကိုလိုင်းကရက်လိုပြန်နှံ့သွားတယ်တကြိမ်နဲ့မဟုတ်ရေပြင်းကိုကဲပြေးချလိုက်တဲ့လန်ကရက်များတလိမ့်လိမ့်ပြန်ကာသွားတယ်လို့တလိမ့်လိမ့်နဲ့ပြန်နှံသွားခြင်းဖြစ်တယ်။ချင်းင်းကိုတပတ်ပတ်ပြီးတော့တပန်နဲ့နေတဲ့ခြေထောက်တွေကအလိုလိုရှက်တန်းသွားရတယ်။မျက်လုံးတွေမေးစင်းကြားသွားပြီးတော့နှာခမ်းနဲ့မေးရိုးတွေကတစ်ဖက်ကိုစောင်းရွေးသွားတယ်လို့ခံစားရတယ်။ကြီးမားတဲ့အတန်တစ်ခုပြိုးလိုက်မိလက်ကင်ပေါ်ဂေတီမောက်ကျသွားတယ်။မောပန်းချင်းလွမ်းလျချင်းအဲ့ဒီနောက်အဲ့ဒါတွေနောက်ွယ်ကဘာမှမသိတဲ့ပြေဆုံးမှုတစ်ခုဂေတီတကူလုံးမှာအင်အားတွေအကုန်ပြောင်းဆုံးကုန်တယ်။ Congratulation ဂေတီစတင်ပြီး9မိနစ်နဲ့53စက္ကန့်မှာနက်ပုံကိုရခဲ့ပါတယ်။ပြင်းများအချိန်တနာရီကို14.5 ကီလိုမီတာဖြစ်ပြီးတော့ကီလိုရီ40လောင်ကျွမ်းခဲ့ပါတယ်။အင်္ဂလိပ်ဘာသာနဲ့စကားပြောလာတဲ့အတန်ဟာဟောအဝေးကြီးဟာလာနေတယ်လို့ပဲ။ဟုတ်ကဲ့ပါချေရတဲ့ပရိသတ်ကြီးတို့ရေဒီနေ့ရဲ့ဇလန်အပိုင်း1ကတော့ဒီလောက်ပါပဲနော်။နောက်လာမယ့်အပိုင်း2အပိုင်း3အပိုင်း4ကိုလည်းအားပေးကြပါအောင်နော်။အားပေးနှောက်ဆိုင်နေကြတဲ့ချေရတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။